ပထမမြင်ရချိန်မှာတော့ဒီနေရာဟာစွန့်စားခန်းရုပ်ရှင်တွေကအန္တရာယ်ပြည့်လမ်းကြောင်းတစ်ခုလို့ထင်ရပါတယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကလူတွေကဒီတောင်လမ်းကိုနေတိုင်းတက်ဆင်းနေကြတာပါ။ဒီနေရာဟာတရုတ်နိုင်ငံကဒန်ရှားတောင်တန်းဖြစ်ပြီးအမြင့်400မီတာလောက်ရှိတယ်လို့ဆိုကြပါတယ်။ထူးခြားတဲ့သဘာဝပုံသဏ္ဍာန်နဲ့အသက်အန္တရာယ်များတဲ့လမ်းကြောင်းတွေကြောင့်ဒီတောင်ဟာကမ္ဘာတစ်ဝန်းမှာနာမည်ကြီးနေပြီးနှစ်တိုင်းခရီးသွားဧည့်သည်ထောင်ပေါင်းများစွာလာရောက်ကြည့်ရှုကြပါတယ်။ဒါပေမဲ့ဒီတောင်ကိုအထူးခြားဆုံးဖြစ်စေတာကတော့သူ့ရဲ့ကြောက်စရာကောင်းလောက်တဲ့တောင်တက်လမ်းမှာခြေတလမ်းမသွားရုံနဲ့အောက်ကရာနဲ့ချီတဲ့မီတာအနက်ရှိတဲ့6ကမ်းပါးတဲ့ပြုတ်ကျသွားနိုင်ပါတယ်။တာမန်လူတွေကဒီအမြင့်ကိုမြင်ရုံနဲ့တင်ကြောက်ရွံ့သွားကြပေမဲ့ဒီဒေသခံတွေကတော့ဒီလမ်းကိုပဲနေတိုင်းအသုံးပြုပြီးတောင်ပေါ်တက်လိုက်ဆင်းလိုက်လုပ်နေကြတာပါ။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့အိမ်တွေဟာဒီတောင်ရဲ့အမြင့်ပိုင်းမှာတည်ရှိနေကြလို့ပါ။ဒါတင်မကသေးပဲတချို့လူတွေဆိုအလေးချိန်များတဲ့ပစ္စည်းတွေကိုတောင်လွယ်ကူသလိုတည်ဆောင်တက်သွားကြတာကိုမြင်ရတဲ့အခါယုံကြည်ဖို့တောင်ခက်ခဲသွားစေပါတယ်။